ကျွန်တော်မိတ်ဆွေများအားလုံးပဲကျွန်တော်တို့ပြီးခဲ့တဲ့ဘက်တောက်ကြနေရဲ့ညနေခင်းမှာ3ည6ဆိုတဲ့ပြန်ကနန်းတကွနဲ့ပိတ်ချင်းချောင်းနဲ့ကာလာနာဖော်မြူလာအရာမနက်ဖြန်တနင်္လာနေ့အဖွင့်နေ့ရဲ့မနက်12နာရီဒါမှနဲ့ဈေးမှာဆွေတော့ဖြင်းနေမင်းတို့ဒီအပူးတစ်ခွက်ပဲထိုးပါတဲ့အများကြီးမထိုးနဲ့အပိုးကုန်တဲ့နော်ဆိုတဲ့ formula နဲ့အတူကျွန်တော်မိတ်ဆွေများဒီဗီဒီယိုလေးကနေပြီးဘာရသွားမလဲဆိုရင်အဖွင့်နေ့မနက်မှာ share ပေါက်မဲ့အပူးတစ်ခွက် share ကိုအောင်မွဲခံနိုင်မဲ့ထိမိမိကိုအောင်မွဲခံနိုင်မဲ့အပူးတစ်ခွက်ကိုကျွန်တော်အဓိကပေးသွားဖို့ရှိတယ်ဒါတိုင်းပဲလားဆိုတော့မဟုတ်သေးဘူးဟူးမကျော်မွေး3ခွက်ဆိုတာတွေလာအောင်မယ်နော်နောက်ပြီးကျွန်တော်တို့ဟူးမကျော်ဗရိတ်ဆိုတာတွေကလည်းလာအောင်ပါဆိုတဲ့အတွက်ကြောင့်မလို့ဗီဒီယိုလေးကိုမကျော်ပဲမရစ်ဖဲနဲ့ပြီးဆုံးအောင်ချစ်ပေးစေချင်ပါတယ်နော်ဆိုရင်ကျွန်တော်ရဲ့ချက်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာနော်ကျွန်တော်ရဲ့တူရီရွှေပို့ YouTube channel အသစ်ကလေးကနေပြီးတော့ကျွန်တော်ရဲ့ချက်မိတ်ဆွေများအားလုံးကိုနှွေးထွေးစွာပြန်လဲကြိုဆိုလိုက်ပါတယ်ရှေ့ကကျွန်တော်မိတ်ဆွေများအားလုံးမှာကြားမှာကြပါစေချမ်းသာကြပါစေလုံးအင်ဆန်တာတလုံးတော်ပါတဲ့ပြည်သူများပါစေစီးပွားဥစ္စာယတနာများလည်းဒီရေအလားတိုးတက်ကြီးပွားကြပါစေခင်ဗျာနော်ဆိုမိတ်ဆွေများအားလုံးမှာကျွန်တော်တို့ရဲ့အစီအစဉ်လေးကိုစားကြရအောင်ဆိုတဲ့နေရာမှာကျွန်တော်မိတ်ဆွေများဒီဗီဒီယိုလေးကနေပြီးတော့ဘာတွေရသွားကြမလဲဆိုရင်ကျွန်တော်အရှိမပြောခဲ့တလုံးမျိုးပဲအဓိက main point တီအပူးတစ်ကွက်နော်ဒါပြင်ကျွန်တော်တို့ဟူးမကျော်မွေး3ကွက်ရမယ်ဟူးမကျော်ဗရိတ်တစ်စုံရမယ်နော်ဆိုတဲ့အတွက်ကြောင့်မလို့လိုက်မှတ်မယ်ဆိုတဲ့မိတ်ဆွေများအားလုံးကအစင်းသင်းပြန်ထားပေးနော်အရေးကြီးတဲ့စကားလေးတွေပြောစရာရှိတယ်ဆိုတဲ့အတွက်ကြောင့်မလို့ဗီဒီယိုလေးကိုမကျော်ပဲမရဖက်နဲ့ပြီးဆုံးအောင်ကြည့်ပေးစေချင်ပါတယ်လွန်ရောင်းကြောင်ရောင်းမှာ15မိနစ်ပဲဟုတ်တယ်မလားဆိုတဲ့အခါကျတော့လေအားလုံးပဲကျွန်တော်တို့စီစဉ်လေးစားကြရအောင်ဗျာစားကြရအောင်ဆိုတဲ့နေရာမှာပထမဆုံးပြောစရာရှိတာကကျွန်တော်ရဲ့အဖွဲ့ဝင်မိတ်ဆွေများပေါ့နော်ပြီးခဲ့တဲ့တပတ်ကျော်မှာကျွန်တော်နဲ့လက်တွဲထားခဲ့ကြတဲ့ကျွန်တော်ရဲ့အဖွဲ့ဝင်မိတ်ဆွေများအားလုံးပဲကျွန်တော်မိတ်ဆွေများကိုကျွန်တော်ဟူးမကျော်စာတို့ပတ်တီတစ်လုံးနဲ့ main organ 3ကွက်ပြန်ပြီးပို့ပေးထားတယ်ဟူးမကျော်စာတို့ပတ်တီတစ်လုံး main organ 3ကွက်ပြီးရင်အဲ့ထဲမှာတစ်ကွက်ကောင်းပါတယ်နော်ကျွန်တော်လူသစ်မခေါ်ဘူးနော်ဒီတစ်ပတ်တာမှာကျွန်တော်လုံးဝအဖွဲ့ဝင်မခေါ်ဘူးနော်ဘာကြောင့်လဲဆိုတော့ရှေ့ရပါမှာကကျွန်တော်တို့ဖောင်းရက်တွေနဲ့ပြက်ရက်တွေနဲ့ရက်မစုံတဲ့အခါကျတော့ကျွန်တော်ကိုယ်တိုင်လည်းမဆော့ခြင်းလို့ကျွန်တော်ကိုယ်တိုင်လည်းမဆော့ဘူးဗီဒီယိုလည်းရိုက်မတင်ပေးဘူး live လည်းမလွှင့်ခဲ့ဘူးနော်ဆိုတဲ့အခါကျတော့ပြောချင်တာကကျွန်တော်ဒီတစ်ပတ်မှာအဖွဲ့ဝင်မခေါ်ထားဘူးလူသစ်လုံးဝလက်မခံဘူးကျွန်တော်နဲ့လက်တွဲထားခဲ့ကြတဲ့လူဟောင်းမိတ်ဆွေတွေလူရင်းမိတ်ဆွေတွေကျွန်တော်နဲ့ရှုံးမော်ရှုံးပတ် mic for mic ဖတ်မိတ်ဆွေတွေကိုကျွန်တော်ပြောချင်တာအဲ့ဒီမိတ်ဆွေများကိုကျွန်တော်ဟူးမကျော်စာတို့ပတ်တီတစ်လုံးနဲ့ main organ 3ကွက်ပါတဲ့မန်ဘာကတ်ကိုနော်အဖွဲ့ဝင်ကတ်ကိုသက်ဆိုင်ရာနယ်ပယ်ကနေပြီးတော့ကျွန်တော်အသီးသီးပို့ပေးပြီးသွားပြီနော်ကျွန်တော်တို့ Viber ကနေတော့ဆိုလို့ရှိရင် Viber ကနေတော့လာကောင်း Telegram ဆိုလို့ရှိရင်လည်းပဲ Telegram ကနေတော့လာကောင်းတိုက်ရိုက်ခေါ်တဲ့လူတွေကြတော့လည်းပဲ message ကနေတော့လာကောင်းအသီးသီးပို့ပေးပြီးသွားပြီဆိုတဲ့အခါကျတော့ကျွန်တော်နဲ့လက်တွဲထားကြတဲ့မိတ်ဆွေများကျွန်တော်ရဲ့အဖွဲ့ဝင်မိတ်ဆွေများကဒီတစ်ပတ်တာမှာပတ်တီးဆော့မယ်ဆိုရင်ဒီမှာပါကတ်ထဲမှာပါတဲ့ပတ်တီးကိုပဲဂရုစိုက်ကျွန်တော်ကျမတို့ကအရှုံးများတယ်ဆိုတော့ထိမိမိလေးရခြင်းနဲ့တက်ကွက်ကောင်းလေးများမရဘူးလားဆိုလည်းရင်အဲ့ဒီမန်ပါကတ်ထဲမှာဘာပါတယ်လဲတစ်ချက်ကြည့်ကျွန်တော်တို့ပထမဆုံးတွေ့ရတာဒီ date ဖြစ်လိမ့်မယ်နော်ကျွန်တော်တို့8ရက်6လ2026 to 10ရက်6လ2026ဆိုပြီးတော့ date ကလေးပါတယ်ပြီးရင်ကျွန်တော်တို့အောက်မှာဟူးမကျော်စာတို့ပတ်တီပါဖြစ်တယ်လေအဲ့ဒီဟူးမကျော်စာတို့ပတ်တီရဲ့အောက်မှာဟာလား main organ 3ကွက် main organ ကွက်ဆိုပြီးတော့ကဏ္ဍ3ကွက်ပါတယ်အဲ့ဒီ3ကွက်ထဲမှာအလဲကတစ်ကွက်ကိုအထူးဂရုစိုက်ပါအလဲကတစ်ကွက်ကျွန်တော်တို့ Viber တွေ Telegram တွေရှိတဲ့မိတ်ဆွေတွေဆိုလို့ရှိရင်တော့အဆင်ပြေတယ်အဲ့ဒီ member ကတ်ထဲမှာကျွန်တော်တစ်ကွက်ကောင်းဆိုပြီးချရေးထားပေးပြီးသားတို့ပေတော့ညာလည်းပဲ message ကလူတွေကြတော့က message ပို့ရတာလေးတွေနည်းနည်း error ရှိနေမှာစိုးလို့ကျွန်တော်တို့အဲ့ဒီတစ်ကွက်ကောင်းဆိုတာလေးကိုတော့ထည့်မရေးထားဘူးနောက်တို့ပေတော့ညာလည်းအဲ့ဒီ main organ 3ကွက်ထဲကအလဲကဏ္ဍတစ်ကွက်ကိုအလဲကကဏ္ဍတစ်ကွက်ကိုအထူးဂရုစိုက်အဲ့ကောင်က break လဲချုပ်ပြီးသားလုံးပိုင်လဲချုပ်ပြီးသားပတ်သီးလဲချုပ်ပြီးသားဒီတစ်ပတ်ဟူးမကျော်မှာဒီပတ်သီးလာမယ်ဆိုရင်ဒီကဏ္ဍတစ်လုံးနဲ့တွဲဖို့များတယ်ဆိုတဲ့အတွက်ကြောင့်မလို့လေတစ်ကွက်ကောင်းလိုက်နေတဲ့မိတ်ဆွေများကအဲ့ဒီမန်ဘာကတ်ထဲမှာပါတဲ့အလဲကကဏ္ဍတစ်ကွက်ကိုဂရုစိုက်ပါအဲ့ဒီမန်ဘာကတ်ကိုမြည်သူကိုမှပြန်လဲပြီးတော့မျှဝေခြင်းမပြုပါနဲ့ကိုပါကိုသုံးပါဖြစ်နိုင်ရင်စိတ်ထဲမှာမှတ်ပြီးတော့ဖြတ်ပလိုက်အဲ့ဒါကောင်းတယ်နော်ဆိုတော့ဘသူကိုမှမပေးပါနဲ့လူများရင်စိုးရင်ရပါတယ်နော်ဆိုတဲ့အတွက်ကြောင့်မလို့ဂရုစိုက်ပေးပါဟောသွားမှာကိုအရန်စိုးရင်တယ်နော်အဲ့ဒီလိုမျိုးဖြစ်ခဲ့လို့လဲကျွန်တော်တို့ရှေ့မှာအဲ့ဒီအရှိရဟိုးအရှိရနှစ်ပတ်လောက်မှာတောက်လျှောက်ကျွန်တော်တစ်ကွက်ကောင်းဆိုတဲ့ကဏ္ဍကိုနောက်အပတ်မှာချပေးတာကျွန်တော်ကမဖြစ်မနေမွေးပါဆိုတဲ့ကဏ္ဍကိုနောက်အပတ်မှာချပေးတာမျိုးတွေနော်
ဒီလိုမျိုးတွေခံနေရတယ်ဆိုတဲ့အတွက်ကြောင့်မလို့အဲ့ဒါလေးကိုတော့ဖြင့်အထူးကြက်ကြက်မမလေးကယူဆိုင်ပေးစေချင်ပါတယ်ကိုမြင်ရင်ကိုဝင်းနဲ့ထားပါကိုပါကိုသုံးပါကျွန်တော်မိတ်ဆွေများအတွက်ကိုကျွန်တော်ပို့ပေးတာပါတခြားလူတွေကိုပြန်ပြီးတော့မပေးပါနဲ့စေတနာအရာအားလုံးကိုရစေခြင်းနဲ့သို့ပေတော့ညာလဲတခြားတစ်ဖက်မှာကဟုတ်တယ်မလားဆိုတော့ကျွန်တော်မိတ်ဆွေများသိပါတယ်ဆိုတော့ဒီလောက်ပါပဲအဖေမိတ်ဆွေများကျွန်တော်ပြောတာကိုနားရှင်းလိုက်မယ်လို့ထင်တယ်ပြီးရင်ကျွန်တော်တို့ formula ဆောတဲ့မိတ်ဆွေများကိုရှိဘိုးရဲ့ formula တွေကိုမျှော်နေတာပြီးခဲ့တဲ့ဘက်ကကိုရှိဘိုးဘယ်သွားနေလဲနေကောင်းရဲ့လားနော် live မလွှင့်ဘူးလားတောက်လျှောက်ခေါ်ပြီးမင်းနေကြတဲ့မိတ်ဆွေများရှိတဲ့အခါကျတော့လေပြီးခဲ့တဲ့ဘက်ကရက်ပြတ်လို့ကျွန်တော်တို့ရက်မဆုံလို့ကျွန်တော်မဆော့တာကိုယ်တိုင်လည်းမဆော့ဘူးဘသူကမှလည်းမဆော့သေးချင်ဘူးအဲ့ဒီအတွက်ကျွန်တော်လူတွေကိုလည်းဘာမှမပို့ပေးဘူးနော်ဆိုတော့အဲ့ဒါကြောင့်မလို့ပြီးခဲ့တဲ့ဘက်ကကျွန်တော်ပြောင်းနေတာနော်ဒီတစ်ပတ်မှာပြန်စတဲ့သဘောပေါ့နော်ဆိုတော့ကပြောချင်တာက formula ဆော့တဲ့မိတ်ဆွေများအတွက်ကိုကျွန်တော်ဒီတစ်ပတ်တာမှာအထူးကြိုးစားပေးထားတဲ့မွေးကနန်း၃ခွက်ရှိပါတယ်နောက်ပြီးရင်ဗရိတ်တစ်စုံရှိပါတယ်ဗရိတ်ကလေးအရင်ပြောရမယ်ဆိုရင်ကျွန်တော်တို့ရှေ့ရအပတ်တွေမှာထွက်စင်တွေကိုပြန်ပြီးတော့ calendar formula နဲ့ချုပ်ကြည့်လိုက်တဲ့အခါမှာဒီတစ်ပတ်တာအတွင်းမှာတဲ့6-1-9ဆိုတဲ့ဗရိတ်တစ်စုံဒီဟိုးမကျော်မှာလာပါလိမ့်မယ်တဲ့6ပါဝါဒီ1ဖြစ်တယ်6နှစ်ခတ်ဒီ9ဖြစ်တယ်6-1-9ဆိုတဲ့ဗရိတ်တစ်စုံဒီဒီတစ်ပတ်တာအတွင်းမှာဟိုးမကျော်တစ်လုံးဆဲမှာလိမ့်မယ်တဲ့နော်ပထမဦးစားပေးပါဆိုရင်1ဗရိတ်ကိုဦးစားပေးပါတဲ့ဒုတိယဦးစားပေးပါဆိုရင်6ဗရိတ်ကိုဦးစားပေးပါတဲ့တတိယဦးစားပေးပါဆိုရင်9ဗရိတ်ကိုဦးစားပေးပါတဲ့6-1-9ဆိုတဲ့ဗရိတ်နော်ဒီဗရိတ်ပေးတာခင်ဗျားတို့ကိုလိုက်စေချင်လို့ပြောတာမဟုတ်ဘူးကျွန်တော်မိတ်ဆွေများသိတဲ့အတိုင်းပဲကျွန်တော်ပြောနေကြအတိုင်းပဲဗရိတ်နှလုံးတစ်စုံဆိုရင်တော့မှပဲပတ်တိတစ်လုံးသာရှိတယ်အကွက်များတယ်ဆိုတဲ့ခါကျတော့လေအခုကဗရိတ်3လုံးဆိုတဲ့ခါကျတော့ပို့ပြီးတော့များပါလိမ့်မယ်ဆိုတော့ကဘာကြောင့်ပေးတာလဲဘယ်လိုမျိုးသုံးစေခြင်းလို့လဲဆိုလို့ရှိရင်ကျွန်တော်မိတ်ဆွေများထိုးတဲ့နေတိုက်အာယုံရလို့ကြိုက်လို့ဆင်ထားတဲ့နေတိုက်တွေမှာ6ဗရိတ်1ဗရိတ်9ဗရိတ်များပါခဲ့လျင်တနင်္လာအင်္ဂါပုဒ်တော်ခုမှာမပေါ့ပါနဲ့နော်ခုမကျော်မှာဒီဗရိတ်တစ်စုံနဲ့ကနေပြီးတော့တစ်လုံးလာဖို့ရှိပါတယ်ဒီသဘောလေးပြောတာကျွန်တော်တို့ထိုးသားအားလုံးအတွက်ကအောကွက်မိလေအမြတ်ကြောင်လေးပဲဟုတ်တယ်မလားဆိုတဲ့အခါကျတော့လေအထူးဂယုစိုက်စေချင်ပါတယ်6-1-9ဗရိတ်နော်အရန်ကြိုက်တယ်ဒီတစ်ပတ်တာမှာအဲ့ဒီဗရိတ်ကိုအရန်အားရတယ်ပြီးရင်မွေးကနာ3ခွက်ကျွန်တော်တို့တစ်ပြောက်တာ2ပတ်ရှိပြီနော်ပြီးခဲ့ရှေ့ဘက်ကရက်မစုံလို့ပြောက်တယ်ဆိုတာထားပါတော့ဟိုးရှေ့ရတစ်ပတ်လည်းပြောက်ထားတယ်နော်ဘာဖြစ်ဖြစ်ကျွန်တော်တို့2ပတ်ရှိသွားပြီဆိုတဲ့အတွက်ကြောင့်မလို့ဒီတစ်ပတ်ထဲမှာတစ်တီခိုင်မာနဲ့ကိုပြန်လာဖို့ရှိတယ်ဟိုးမကြော်မဟုတ်ရင်တော့မပြောက်ပတ်သေးဖြစ်လိမ့်မယ်နော်ကျွန်တော်လူတွေကကျွန်တော်ပေးထားတဲ့ member ကထဲမှာပါတဲ့ပတ်သေးကိုပဲယူဆိုင်နော်ကျွန်တော်ပြောတာကတစ်နဲ့ပတ်သက်ပြီးတော့နည်းနည်းလေးပြောချင်တာနော်ဒီတစ်ပတ်ထဲမှာတစ်တီမဖြစ်မနေပြန်လာပါလိမ့်မယ်တဲ့လာခဲ့မယ်ဆိုလျင်နဲ့1-2ရဲ့1-6ရဲ့1-9ရဲ့ကိုမွေးပါ1-2 1-6 1-9ဆိုတော့ကကျွန်တော်ရှေ့မှာပြောခဲ့တဲ့ဗရိတ်တစ်စုံဆိုတာဒီ6-1-9ဗရိတ်မွေးကနာ3ခွက်ခုမကျော်မွေးကနာ3ခွက်ဆိုတာဒီ1-2ရဲ့1-6ရဲ့1-9ရဲ့ဘာကြောင့်ဟိုးမကျော်လို့မ3တလဲဆိုတဲ့အခါကျတော့ဒီပတ်သီးကျွန်တော်တို့ဂါမကျော်မှာလည်းရှိတယ်ဟိုးမကျော်မှာလည်းရှိတယ်ဆိုတာလေးတစ်ခုကသူကကြံကနန်းဖြစ်နေတာပျောက်ကနန်းဖြစ်နေတာလေးပဲဆိုတာဆိုတော့ပျောက်ကနန်းတွေရဲ့သဘောတဘာဝကောကကျွန်တော်တို့အစောဆုံးလာရင်လားမလာရင်နောက်ကျသွားလိမ့်မယ်ဆိုတော့တနင်္လာအင်္ဂါမှာမလာလို့ရှိရင်ကြာတာပရိတောက်ကြဆိုပြီးတော့ဖြစ်သွားနိုင်တယ်ဒါပေမဲ့လည်းပဲအဲ့ဒီလိုဖြစ်သွားနိုင်လို့ကျွန်တော်ကပတ်သီးအနေနဲ့မသုံးတာဟိုးမကျော်ဆိုရင်အဲ့ဒီတစ်ဆိုတဲ့ပတ်သီးတစ်လုံးကိုကျွန်တော်အရန်ကြိုက်တယ်ဒီတစ်ပတ်တာအတွက်ကိုနော်ဆိုတော့ပတ်သီးအနေနဲ့တော့မသုံးဘူးဒါပေမဲ့တက်လာမယ်ဆိုရင်ဘာတွေနဲ့ကလာမလဲဆိုတော့1-2 1-6 1-9ဆိုတာတွေနဲ့လာလိမ့်မယ်တဲ့ဆိုတဲ့အတွက်ကြောင့်မလို့ဟိုးမကျော်မွေးကနန်း3ခွက်ဆိုတာဒီ1-2ရဲ့1-6ရဲ့1-9ရဲ့ပါနော်နားများနည်းနည်းရှုပ်သွားလားနော်မုံလုံးဆက်ကိုကပ်ဖြစ်သွားမှာဆိုလို့ထပ်ပြီးတော့မရှင်းတော့ဘူးမွေးကနန်း3ခွက်ဒီ sorry ဟိုးမကျော်မွေးကနန်း3ခွက်ဒီ1-2 1-6 1-9ပါ1ဆိုတဲ့ပတ်သီးဒီဂါမကျော်မှာလည်းရှိတယ်ဟိုးမကျော်မှာလည်းရှိတယ်ဆိုတာကပျောက်ကနန်းကြံကနန်းဖြစ်နေတာလေးပဲဆိုတာဆိုတဲ့အတွက်ကြောင့်မလို့ဒီကနန်း3ခွက်ဒီအစောဆုံးလာလိမ့်မယ်ကျွန်တော်ထင်တယ်။နော်အစောဆုံးမဟုတ်ရင်တော့ကြာတာပရိတောက်ကြလည်းဖြစ်ကောင်းဖြစ်သွားနိုင်တယ်။ဘာကြောင့်လဲဆိုတော့တစ်ဆိုတဲ့ပါတီကကြံကနန်းပြောက်ကနန်းဖြစ်နေလို့နော်ဆိုတော့ကအဲ့ဒီမွေးကနန်း3ခွက်ကြိုက်တဲ့မိတ်ဆွေများရှိလျင်မွေးကနန်း3ခွက်ကိုလိုက်ဆော့ပါမကြိုက်ဘူးဆိုလို့ရှိရင်နေတိုင်းကိုလိုက်ဆော့မဆော့ချင်ရင် break ကိုယူဆိုင်နော်ကျွန်တော်တို့အင်္ဂါနေ့ညနေကြလို့ရှိရင်လည်းကဲပေါက်ဆရာတွေကလာအောင်ပါဟုတ်တယ်မလားဆိုတဲ့ခါကျတော့လေဒီလိုမျိုးလေးတွေရှိတယ်ကျွန်တော်ပေးခြင်းတဲ့ break ဒီ6-9 break ပါကျွန်တော်ပေးခြင်းတဲ့မွေးကနန်း3ခွက်1-2 1-6 1-9ပါဆိုလို့ရှိရင် formula သမားများအတွက်လည်းပြောစရာစကားတွေဒီလောက်ပါပဲပြီးရင်ကျွန်တော်တို့နေတိုက်ကလေးသွားကြရအောင်နေတိုက်ဆိုတဲ့မိတ်ဆွေများကတော့နေတိုက်မှာနေတိုက်ပဲကျွန်တော်အစွမ်းကုန်ကိုညာစွမ်းညာသားရှိသမျှကိုစ조사ပေးထားတယ်เนาะဆိုတော့နေတိုက်လေးစမယ်ဗျနေတိုက်မှာစခင်လေးမှာထုံးစံအတိုင်းပဲကျွန်တော်ယခုဗီဒီယိုလေးဒီကျွန်တော်ရဲ့ချက်မိတ်ဆွေများအတွက်အကျိုးတစုံတရာရှိမယ်ဆိုလည်းကျွန်တော်ရဲ့ channel အသက်ကလေးကို subscribe လေးတွေနှိပ်ထားပေးเนาะအပန်းမကြည့်ဘူးဆိုလည်း notification ခေါင်းလောင်းလေးတွေနှိပ်ပေးထားเนาะပြီးရင်ကျွန်တော်ဗီဒီယိုလေးကိုကျွန်တော်မိတ်ဆွေများအပန်းမကြည့်ဘူးလက်ရှိကြည့်နေကြတယ်မလားလက်မလေးတစ်ချက်ပဲထား
အပန်းမကြည့်ဘူးခင်ဗျားတို့မပင်မမှုဘေးလည်းမကုန်ဘူးနော်လက်မလေးအဲ့ဒီလိုမျိုး